opacity ရဲ့အသုံးဝင်ပုံကိုဒီလိုမှလာပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ် TikTok မှာကိုဗီဒီယိုတွေဖန်တီးနေပြီး video editing လုပ်တဲ့အခါမှာကိုယ့်ရဲ့ဗီဒီယိုလေးဒီလိုမျိုးအလင်းကနေပြီးတော့တဖြည်းဖြည်းဝါသွားတဲ့ပုံစံလေးထည့်ကျင်နေဆိုရင်ဒီ opacity ရဲ့အသုံးဝင်ပုံကလုံးဝကောင်းပါတယ်ဒါတော့ TikTok ထဲမှာ video editing လုပ်နေတဲ့သူတွေအတွက်အသုံးပြုလို့ရမယ်ခလုတ်ကလေးတစ်ခုအကြောင်းကိုလာပြီးတော့ share လုပ်ပေးသွားတာဖြစ်ပါတယ်ဘယ်လိုအသုံးပြုရမှာလဲဆိုလို့ရှိရင်နော်မှာဗီဒီယိုအရင်ဆုံးလင်းကအစမ်းလုပ်ပြပြီးမှဖြစ်တဲ့ကြောင့်မလို့ရိုက်ပြီးသားတဲ့ပုတ်ကိုဥပမာယူလာပြီးတော့ပြပေးမယ်ဒီမှာအခါမှာဆိုရင်ဒီမှာ video edit ပုံစံလေးနာကိုနှိပ်ပေးပါဗီဒီယို edit ပုံစံလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီမှာလင်းကကြတော့ဒီနေရာလောက်မှာပေါ့နော် separate ကိုအရင်ဆုံးမှတ်လိုက်ပါကိုလိုချင်တဲ့အနေထားလောက်ဒီကို separate အရင်မှတ်လိုက်ပါမှတ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ separate မှတ်ပြီးပြီဆိုရင်တဖြည်းဖြည်းဝါးနေတာကနေလင်းသွားတဲ့ပုံစံ effect လိုချင်တာဖြစ်တဲ့ကြောင့်မလို့ဒီဗီဒီယိုလေးကိုထောက်လိုက်ပါထောက်ပြီးဆိုရင်ဒီအောက်ဆုံးမှာ opacity ဆိုတာရှိတယ် opacity ကိုနှိပ်ပေးပါ opacity ကိုနှိပ်လိုက်ပါအရင်ဆုံးဒီလိုဝါးနေတဲ့ပုံစံလုပ်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ဒီနေရာကဒီနေ့ဝါးနေတဲ့ပုံစံလေးလိုချင်တာဖြစ်တဲ့ကြောင့်မလို့ဒီမှာအရင်ဆုံးဒီ opacity ကိုအရင်ဆုံးနှိပ်ပေးပါနော်နှိပ်ပြီဆိုလို့ရှိရင်ဒီနေရာက4000ပုံစံ Studio Plus ပုံစံလေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုရင်လင်းကတဖြည်းဖြည်းလင်းသွားတဲ့ effect လိုချင်တာဖြစ်တဲ့ကြောင့်မလို့ဒီနောက်ဆုံးထီကိုကိုနာဆက်လက်မှတ်ထားတဲ့နောက်ဆုံးထီကိုဆွဲလိုက်ပါနော်ဆွဲပြီဆိုရင်တော့ဒီအောက်က opacity ကိုပြန်ပြီးတော့သုံးပြပေးမှာဖြစ်ပါတယ်opacity ကိုပြန်သုံးပြီးတော့ရင်ဒီအပေါ်နားကပလက်ပုံစံလေးကိုပြန်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်လည်းပြန်ပြီးတော့ပြပေးမယ်ပေါ့နော်ဒီမှာကျမတို့လူသားတွေဟာတဖြည်းဖြည်းပေါ့နော်လင်းသွားတဲ့ပုံစံ effect လေးကိုပြန်ပြီးတော့ရသွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ရသွားပါပြီကိုကနေပြီးတော့ဗီဒီယိုတစ်ပုဒ်မှာလင်းသွားတာကနေမှောင်တာလို့ချင်နေဆိုရင်လည်းဒီနည်းလမ်းလေးကိုသုံးတကယ်လို့ကိုကနေပြီးတော့အမောင်ကနေပြီးတော့လင်းချင်နေဆိုရင်လည်းဒီ opacity ရဲ့အသုံးဝင်ပုံကိုဒီဗီဒီယိုလေးမှာလာပြီးတော့ share လုပ်ပေးသွားဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ထင်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်